ရှေးတုန်းကတီဝီတိုင်းပြည်ရဲ့စေထုတ်တရာနေပြည်တော်ကြီးမှာဝေတန္တရာဆိုတဲ့မင်းသားလေးတစ်ပါးရှိခဲ့ဘူးလေကွယ်ဒီမင်းသားလေးဟာမွေးကလေးကအလူပေးရမှနေသာထိုင်သာရှိသူလို့ဆိုရလောက်အောင်ဒါနဝါဒနာထုံလွန်းသူပေါ့တနေ့မှာတော့မိုးခေါင်လို့ငတ်မွတ်နေတဲ့အိမ်ပြီးချင်းတိုင်းပြည်ကပုံနာတွေဟာမင်းကြီးစီလာပြီးအရှင်မင်းကြီးကျွန်တော်တို့တိုင်းပြည်မိုးရွာဖို့အတွက်အရှင်ရဲ့ယရနာပစ္စယစင်ဖြူတော်ကြီးကိုလှူပါလို့တောင်းကြရောမင်းကြီးကလည်းတရားတရားထထန်လွန်းတော့စင်ဖြူတော်ကြီးကိုချက်ချင်းပဲရေစက်ချလှူလိုက်ပါလေရောဒါပေမဲ့တိုင်းသူပြည်သားတွေကတော့ဒါကိုမကျေနပ်ကြလို့ဝေတန္တရာမင်းကြီးဟာမိဖုရားကြီးမတီးသားတော်ဇာလီနဲ့သမီးတော်ကနာစိန်တို့ကိုခေါ်ပြီးဝင်းကဘာတောင်တို့တောထွက်ထဲရရှာတယ်ဝင်းကဘာတောင်ကြီးကကြောက်တင်ကန်လေးမှာနေထိုင်နေတော့မင်းကြီးရဲ့ဒါနပါရမီကိုစမ်းသပ်မဲ့အလေရောက်လာပါတော့တယ်။ကနေ့မှာတော့ဘိုက်ဘူးဘူးခြေသလုံးမွေးထောင်ထောင်နဲ့ဇူးစကားဆိုတဲ့ပုံနာကြီးဟာမင်းကြီးစီရောက်လာပြီးအရှင်မင်းကြီးကျွန်တော်မိမခိုင်းဖို့သားတော်နဲ့သမီးတော်ကိုကျွန်းအဖြစ်လှူပါလို့တောင်းဆိုလိုက်တယ်။မင်းကြီးဟာသားသမီးကိုချစ်လွန်းလို့ရင်ထဲမှာပူလောင်နေပေမဲ့ဖျားဖြစ်ဖို့ပါရမီဖြည့်ရမယ်ဆိုတဲ့စိတ်နဲ့သားနဲ့သမီးကိုဇူးစကားပုံနာလက်ထဲထည့်ပေးလိုက်တယ်ကွယ်ကလေးလေးတွေဟာငိုယိုပြီးရေကန်ထဲမှာပုံးနေကြရှာပေမဲ့ဇူးစကားကတော့ကျိုးနဲ့ချီတုံးနဲ့ရိုက်ပြီးဆွဲခေါ်သွားပါတော့တယ်ဒါရင်ပဲလားဆိုတော့မဟုတ်သေးဘူးကွယ်နောက်ကနေ့မနက်မှာတော့တကြားမင်းကြီးကပုံနာအုပ်ကြီးတယောက်အသွင်ဖန်ဆင်းပြီးထပ်ရောက်လာပြန်တယ်အရှင်မင်းကြီးကျွန်ုပ်ကိုပြုစုဖို့အတွက်အရှင်ရဲ့မိဖုရားကြီးမဒီဟိုကျွန်ုပ်အားလူထဲမှာလို့တောင်းပြန်ရောမင်းကြီးဟာအချစ်ဆုံးဇနီးကိုလည်းမတွန့်မတိုးပဲပုံနာကြီးရဲ့လက်ထဲကိုရေဆက်ချလှူလိုက်တဲ့အခါမှာတော့မြေကြီးကြီးဟာတဟုန်ထိုးတုန်လွတ်သွားပြီးနတ်မင်းကြီးတွေရဲ့တာရုခေါ်တံတွေပဲ့တင်ထက်သွားတယ်တဲ့အဲ့ဒီအချိန်မှာပုံနာအိုကြီးဟာတကြားမင်းအတွင်ပြောင်းလိုက်ပြီးအရှင်မင်းကြီးအရှင်ဟာအနိုင်ရပါပြီဒီမိဖုရားကြီးကိုအလံထားတဲ့ပစ္စည်းအဖြစ်နဲ့ပဲအရှင်နဲ့အတူထားခဲ့ပါမယ်လို့ဆိုကာမိဖုရားကြီးကိုပြန်အပ်ခဲ့ပါတယ်။ဒါအပြင်စု၈ပါးကိုလည်းပေးသနာခဲ့တယ်ပေါ့။ဇလန်းရဲ့အဆုံးမှာတော့ဇူးစကားပုံနာကြီးဟာကလေးတွေကိုနန်းတော်ထဲပြန်ခေါ်သွားမိပြီးမင်းကြီးစီကစုလာဖို့တွေအများကြီးစားရကနေဘိုက်ပေါက်တေသွားခဲ့တယ်။ပြီးတော့တေစီမင်းကြီးနဲ့နန်းတော်သူနန်းတော်သားတွေဟာဝင်းကဘာတောင်ကိုဆင်းလာကြပြီးဝေတန္တရာမင်းကြီးတို့မိသားစုနဲ့ပြန်ဆုံကြတဲ့အခါမှာတော့ဝမ်းသာလွန်းလို့အားလုံးမေ့လဲကုန်ကြရောအဲ့ဒီအချိန်မှာနတ်မင်းကြီးတွေကမိုးကြီး9ပါးကိုရွာချပေးလိုက်လို့အားလုံးတတိပြန်ရလာပြီးပျော်ပျော်ရွှင်ရွှင်နဲ့နန်းတော်ကိုပြန်ခဲ့ကြလေတည်းလို့ဒီပုံပြင်လေးကတော့ဒါနပါရမီရဲ့အထွတ်အထိပ်ကိုပြတာပေါ့ကွယ်